2003 ခုနှစ်တုန်းကပြည်ထိုင်စပိန်စီးအဖွဲ့ရဲ့ကံကြမ္မာကတရက်ထဲနဲ့လုံးဝကိုပြောင်းလဲသွားခဲ့တယ်ဗျ။အဲ့ဒီချိန်မတိုင်ခင်ကဆိုရင်ပြည်ထိုင်စပိန်စီးသမားတွေကနှစ်ပေါင်း100နီးပါးလောက်ရလက်စိုးတွေနဲ့ကြီးရင်ဆိုင်ခဲ့ရတာပါ။1908ခုနှစ်ကနေစပြီးအိုလံပစ်ပြိုင်ပွဲတွေမှာရွှေတံဆိပ်တစ်ခုတည်းသာရခဲ့ဘူးတလို့တိုဒီဖရန်လိုကမ္ဘာအကြီးဆုံးစပိန်စီးပြိုင်ပွဲတွေမှာဆိုရင်နှစ်ပေါင်း130အတွင်းပြည်ထိုင်ကစားသမားတယောက်ကမှပုံမဆွဲခဲ့ဘူးပါဘူး။သူတို့ရဲ့ရလက်တွေဘယ်လောက်တောင်ဆွေးရနေကြလဲဆိုရင်ဥရောပကနာမည်ကြီးစပိန်ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုကသူတို့ရဲ့စပိန်တွေကိုပြည်ထိုင်ဖွဲ့ကိုရောင်းချပေးဖို့ကိုတော့ညှင်းဆန်ခဲ့တယ်ဗျ။ဘာလို့လဲဆိုတော့တခြား professional ကစားသမားတွေကပြည်ထိုင်ဖွဲ့သုံးနေတဲ့စပိန်တွေကိုမြင်သွားရင်သူတို့ရဲ့အယောင်ကျသွားမှာကိုစိုးရိမ်လို့ပါလိ။အဲ့လိုချင်းနေစိုးကြီးကိုပြောင်းလဲပစ်ဖို့ Dead Bravo ဆိုတဲ့နီးပြတစ်ကိုခန့်အပ်ခဲ့ကြပါလိ။သူကအရင်နီးပြတွေနဲ့မတူဘဲထူးခြားတဲ့တသနာတစ်ခုကိုကင်ဆယ်ထားတဲ့သူပါ။အဲ့ဒါကတော့ The Aggregation of Marginal Gain လို့ခေါ်တဲ့ကိုလုံးသမျှကိစ္စရဲ့အတိုင်းမှာ1%လေးပဲဖြစ်ဖြစ်ပိုကောင်းအောင်စူးစမ်းရှာဖွေတဲ့နီးပြပါပဲဖြစ်ပါလိ။သူတို့ဖွဲ့ကထိုင်ကုန်တွေကိုပိုတက်တောင့်တက်တာဖြစ်အောင်ပြင်ဆင်တာတာယာတွေကိုပုံမဆွဲကပ်မှုအားကောင်းအောင်အရက်ပြန်တဲ့ပိုတိုက်တာတွေလုပ်ခဲ့ကြပါလိ။ဒါတွေမကသေးဘူးဗျကစားသမားတွေအေးမိဖျားနာတာမဖြစ်အောင်လက်ကိုစနစ်တကျဘယ်လိုဆေးကြောရမလဲဆိုတာကိုခွဲစိတ်ဆရာဝန်တဦးကိုခေါ်ပြီးတော့သင်တန်းပေးခဲ့ပါလိ။ကစားသမားတယောက်ချင်းစီအတွက်အကောင်းဆုံးအိပ်ပျော်စေမယ့်ခေါင်းအုံးနဲ့မှုရအမျိုးအစားတွေကိုလည်းရှာဖွေခဲ့ကြပါလိ။စပိန်တဲ့ကားကြီးရဲ့အတွင်းပိုင်းကိုတော့အဖြူရောင်တုပ်ပစ်ခဲ့တယ်ဗျ။ဘာလို့လဲဆိုတော့စပိန်တွေရဲ့စွမ်းဆောင်ရည်ကိုကြာဆင်းစေမယ့်ဖုံမုံလေးတွေကိုအလွယ်တကူမြင်တွေ့နိုင်ဖို့အတွက်ပါ။ဒီလိုတင်းခဲ့တဲ့100ခန့်နှုန်းပြောင်းလဲမှုလေးတွေစုပေါင်းသွားတဲ့အခါရလကဘာဖြစ်လာလဲသိလား9နှစ်ပဲကြာတယ်ဗျ2008ခုနှစ်ပေကျင်းအိုလံပစ်ပြိုင်ပွဲမှာပြည်ထိုင်အဖွဲ့ကရွှေတံဆိပ်60ရာခိုင်နှုန်းထိကိုသိမ်းပိုက်နိုင်ခဲ့ပါပြီနောက်ထပ်4နှစ်အကြာလန်ဒန်အိုလံပစ်မှာအိုလံပစ်စံချိန်9ခုကမ္ဘာစံချိန်9ခုကိုချိုးနိုင်ခဲ့ပါပြီ2012ခုနှစ်မှာ Bradley Wiggin က Dodi Frank ကိုပထမဆုံးအနိုင်ရတဲ့ပြည်ထိုင်ကစားသမားဖြစ်လာခဲ့ပြီး2009ကနေ2018ခုနှစ်အတွင်းမှာကမ္ဘာချန်ပီယံဆု188ခုအိုလံပစ်ရွှေတံဆိပ်66ခုနဲ့ဒေါ်ဒီဖရန်5ချိန်အနိုင်ရခဲ့ပါတယ်။ဒါမယုံနိုင်လောက်စရာကောင်းတဲ့သမိုင်းဝင်အောင်မြင်မှုကြီးပါ။တာမန်အားဖြင့်ကြည့်ရင်ဘာမှမပြောပါတော့တဲ့အပြောင်းလဲလေးတွေကနေဘယ်လိုလုပ်ပြီးကမ္ဘာချန်ပီယံတွေဖြစ်လာရတာလဲ။ဒီမေကွန်းရဲ့ဖြေကတော့စာရေးဆရာဂျိန်ကလီယာရေးသားထားတဲ့ကမ္ဘာကျော်စာအုပ်တုပ်ဖြစ်တဲ့ Atomic Habits စာအုပ်ရဲ့အဓိကလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Bob for Grow Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီ။ဒီနေ့မှာတော့စာရေးဆရာဂျိန်ကလီယာရေးသားထားတဲ့ကမ္ဘာကျော်စာအုပ်တုပ်ဖြစ်တဲ့ Atomic Habits စာအုပ်ရဲ့အနှစ်ချုပ်ကိုအသေးစိတ်ပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားနိုင်ဖို့ကြိုးစားထားပါရခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်တို့နဲ့အတူတူဆက်လက်လေ့လာလိုက်ကြရအောင်ဗျာအပိုင်း1အလေးချင်းဆိုတာမိမိကိုယ်ကိုတိုးတက်အောင်လုပ်ခြင်းရဲ့အတိုးပွားအပိုင်း1ရဲ့အဓိကသတင်းစကားကတော့ရှင်းပါပြီအလေးချင်းတွေဆိုတာမိမိကိုယ်ကိုတိုးတက်အောင်လှုပ်ဆောင်ခြင်းရဲ့အတိုးပွားရလဒ်တွေပဲဖြစ်ပါတယ်တဲ့ပတ်စံတွေကအတိုးပွားစနစ်နဲ့တိုးပွားလာတယ်လို့ပဲမိတ်ဆွေရဲ့အလေးချင်းတွေကလည်းထက်ခါတလဲလဲလှုပ်ဆောင်လာနိုင်မြအကျိုးသက်ရောက်မှုတွေကစတိုးလာတာပါဒီသဘောတရားကိုသေချာမြင်အောင်ကြည့်ရအောင်ပါမိတ်ဆွေရဲ့ရှိကစပွဲပေါ်မှာရေခဲတုံးလေးတစ်တုံးတင်ထားတယ်လို့မြင်အောင်ကြည့်လိုက်ပါအခန်းကအေးဆက်နေပြီးတော့အပူချိန်က25ဒီဂရီဖာရင်ဟိုက်ပဲရှိပါတယ်အခန်းရဲ့အပူချိန်ကတပြေးပြေးနဲ့တက်လာပါတယ်26ဒီဂရီ29ဒီဂရီ28ဒီဂရီရေခဲတုံးကစပွဲပေါ်မှာဒီအတိုင်းပဲရှိနေတုံးပါပဲ29 30 31ဒီဂရီဘာမှမထူးခြားသေးပါဘူးဒါပေမဲ့32ဒီဂရီဖာရင်ဟိုက်ကိုရောက်သွားတဲ့အချိန်မှာတော့ရေခဲတုံးကစတင်ပြီးတော့အေးပြောလာပါတော့တယ်အရင်ကတက်လာခဲ့တဲ့1ဒီဂရီအပြောင်းလဲလေးတွေနဲ့ဘာမှမကွာခြားပေမဲ့ဒီ1ဒီဂရီအပြောင်းလဲလေးကပဲကြီးမားတဲ့အသွင်ကူးပြောင်းမှုကိုဖြစ်စေခဲ့တာပါကျွန်တော်ရဲ့ဘဝတွေမှာလည်းဒီအတိုင်းပဲပြောက်အလေးချင်းတွေကအရေးပါတဲ့ချုပ်ကွေးတစ်ခုကိုမဖြတ်ကျော်နိုင်မချင်းဘာရလက်မှမပြတတ်ပါဘူးလူတွေကရပ်ပိုင်းလောက်လာပိုင်းလောက်စူးစမ်းပြီးရလက်မမြင်ရရင်ချက်ချင်းလက်လျှော့တက်ကြပါလေတကယ်တော့မိတ်ဆွေရဲ့အားထုတ်မှုတွေကအချီးနှီးဖြစ်သွားတာမဟုတ်ပါဘူးစုဆောင်းသိမ်းဆည်းထားခြင်းကိုခံရတာပါအလောက်အားလုံးက32ဒီဂရီကိုရောက်မှတပြိုင်နက်တည်းနဲ့ပေါက်ကွဲထွက်လာတာဖြစ်ပါတယ်ကဲဒါဆိုရင်တော့အပိုင်း1ကနေကျွန်တော်တို့ရဲ့ဘဝကိုတကယ်ပြောင်းလဲပေးနိုင်မယ့်အရေးကြီးဆုံးအချက်တွေကိုတစ်ချက်ချင်းအသေးစိတ်လေ့လာကြည့်ကြရအောင်ဗျာနံပါတ်1ပန်းနိုင်တွေကိုမေ့ထားပြီးစနစ်တွေကိုအာရုံစိုက်ပါလူအများစုကကိုလိုချင်တာကိုရဖို့ဆိုရင်တိကျတဲ့ပန်းနိုင်တွေချမှတ်ရမယ်လို့ယုံကြည်ထားကြပါတယ်ဝေကြချင်တာပဲဖြစ်ဖြစ်စီးပွားရေးအောင်မြင်ချင်တာပဲဖြစ်ဖြစ်ပေါ့ဒါပေမဲ့စာရေးသူဂျိန်ကလီယာကတော့ရလက်တွေကပန်းနိုင်တွေနဲ့တိမ်မတက်ဆိုင်ပဲမိတ်ဆွေအသုံးပြုတဲ့စနစ်တွေနဲ့သာအဓိကသက်ဆိုင်တယ်လို့ဆိုပါတယ်ဒိုင်ဗက်ကာတွန်ရေးဆွဲသူစကော့အဒမ်ပြောသလိုပဲပန်းနိုင်ဆိုတာမိတ်ဆွေရကျင်တဲ့ရလက်ဖြစ်ပြီးစနစ်ဆိုတာကတော့အဲ့ဒီရလက်ကိုရောက်စီမဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါရီမိတ်ဆွေကဘတ်စကတ်ဘောနီးပြတစ်ယောက်ဆိုပါစို့ချန်ပီယံဆုရဖို့ဆိုတဲ့ပန်းနိုင်ကိုလုံးဝမေ့ထားပြီးမိတ်ဆွေရဲ့ကစားသမားတွေနေ့စဉ်လေ့ကျင့်ရေးမှာဘာတွေလုပ်နေလဲဆိုတဲ့စနစ်ကိုပဲအာရုံစိုက်နေမယ်ဆိုရင်မိတ်ဆွေအောင်မြင်နိုင်မလားအဖြေကတော့အောင်မြင်နိုင်ပါရီနိုင်ဖို့ဆိုတာနေတိုင်းပိုကောင်းအောင်လုပ်ဖို့ပဲလိုတာပါပန်းနိုင်တွေရဲ့ပြဿနာကအောင်မြင်တဲ့သူတွေရောကြာရှုံးတဲ့သူတွေရောကပန်းနိုင်တူတူပဲထားကြတာပါပဲအိုလံပစ်ပြိုင်ပွဲဝင်တိုင်းကရွှေတံဆိပ်လိုချင်ကြတာပါပဲဒိုဒီဖရန်ကိုပြိုင်တဲ့စပိန်စီအဖွဲ့တိုင်းကလည်းနိုင်ကျင်ကြတာပါပဲပန်းနိုင်ကသူတို့ကိုကွာခြားသွားစေတာမဟုတ်ပါဘူး
နေ့စဉ်အဆက်မပြတ်တိုးတက်အောင်လုပ်တဲ့စနစ်ကသာကွာခြားသွားစေတာဖြစ်ပါတယ်။နံပါတ်2အကျိုးသက်ရောက်မှုကြီးမားတဲ့1% rule ကျွန်တော်တို့ကတခါတလေကြာရင်ကြီးမားတဲ့အောင်မြင်မှုတွေရဖို့ကြီးမားတဲ့ action တွေလိုတယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့နေ့စဉ်1%လေးတိုးတက်လာဖို့ကပိုပြီးတော့အထိပ္ပယ်ရှိပါတယ်။ Los Angeles ကနေနယူးယောက်ကိုပြန်တမ်းမဲ့လေယာဉ်တစ်စိမ်းကိုမြင်အောင်ကြည့်လိုက်ပါ။လေယာဉ်မူကလေယာဉ်ထွက်ခွာချိန်မှာလေယာဉ်ဦးခေါင်းကိုတောင်ဘက်ကို3.5 ဒီဂရီလေးပဲအနည်းငယ်ပြောင်းလိုက်မယ်ဆိုပါစို့။လေယာဉ်ထွက်ခါစားမှာဒီအပြောင်းလဲလေးကခြေလမ်းအနည်းငယ်လောက်ပဲကွာပေမဲ့အမေရိကန်တစ်တိုင်းလုံးကိုဖျက်ဆီးကျော်ဖြတ်ပြီးတဲ့အခါမှာတော့နယူးယောက်ကိုဆင်းရမယ့်စာမိုင်ယာချီဝေးတဲ့ဝါရှင်တန် DC ကိုသွားဆင်းမိပါလိမ့်မယ်။မိတ်ဆွေရဲ့နေ့စဉ်လေ့ကျင့်လေးတွေကလည်းအဲ့လိုပါပဲ။1%ပိုကောင်းတဲ့ရွေးချယ်မှုဒါမှမဟုတ်1%ပိုဆိုတဲ့ရွေးချယ်မှုလေးတွေကအဲ့ဒီချိန်မှာတော့ဘာမှမဟုတ်တယ်လို့ထင်ရပေမဲ့ဘဝတစ်သက်တာအချိန်ကာလတစ်ခုကိုရောက်တဲ့အခါမိတ်ဆွေဘယ်သူဖြစ်နေလဲဆိုတာနဲ့မိတ်ဆွေဘယ်သူဖြစ်နိုင်ကြလဲဆိုတာကိုအဆုံးဖြတ်ပေးသွားမှာပါ။နံပါတ်3အပြုတ်မှုပြောင်းလဲခြင်းရဲ့အလွှာ3ခုလူအများစုကအလေးချင်းတွေကိုပြောင်းလဲဖို့ကြိုးစားတဲ့အခါမှားယွင်းတဲ့အရာတွေကိုတွားပြီးတော့ပြောင်းလဲဖို့ကြိုးစားတတ်ကြပါရီ။ဆက်လိုက်ပြတ်ဖို့ကြိုးစားနေတဲ့လူနှစ်ယောက်ကိုကြည့်လိုက်ရအောင်ပါ။ဆက်လိုက်တိုက်တဲ့ကပထမလူကဟင်းကျေးဇူးပဲကျွန်တော်ဆက်လိုက်ဖြတ်ဖို့ကြိုးစားနေရလို့ဖြစ်ပါရီ။ဒီတာမန်အပြင်ကြိုးစားနေတဲ့ထင်ရပေမဲ့သူကသူဆက်လိုက်တော့သူလို့ယုံကြည်ထားစေပါပြီ။ဒုတိယလူကတော့ဟင်းကျေးဇူးပဲကျွန်တော်ဆက်လိုက်မတော့ဘူးလို့ဖြစ်ပါရီ။ကွာခြားချက်လေးကသေးငယ်ပေမဲ့ဒုတိယလူကသူကသူဆက်လိုက်မတော့တော့တဲ့သူဆိုတဲ့ identity အသစ်ကိုလက်ခံထားတာပါ။ကိုလိုရာဒိုကစုံတီထွင်သူဘရိုင်ယန်ကလပ်ရဲ့ဇလန်ကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါရီ။သူကငငယ်ကလေးကလက်သေးကိုက်တက်တဲ့အကျဉ်စိုးကြီးရှိခဲ့ပါရီ။တနေ့တော့သူကစိတ်ထက်ခွန်အားနဲ့လက်သေးနဲ့ရှည်လာအောင်မကိုက်ဘဲနဲ့နေနိုင်ခဲ့ပါရီ။အဲဒီနောက်မှာသူမိမကိုလက်သေးသွားပြင်ဖို့အချိန်စရင်းယူခိုင်းလိုက်ပါရီ။လက်သေးပြင်ပြီးတဲ့အခါသူ့ရဲ့လက်သေးလေးတွေကပထမဆုံးအချိန်ဖြစ်တကယ်ကိုလှပကျမ်းမာနေတာကိုတွေးလိုက်ရပါရီ။ရုတ်တရက်ပဲကျွန်တော်လက်သေးလေးတွေကိုဂုဏ်ယူလာမိတယ်။အဲ့ဒီချိန်ကနေစပြီးလက်သေးကိုက်တဲ့အကျင့်လုံးဝပျောက်သွားတော့တာပဲလို့သူကဆိုပါရီ။မှတ်ထားပါအလေးချင်းတစ်ခုကမိတ်ဆွေရဲ့ identity ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားတဲ့အခါအဲ့ဒါကအစွမ်းထက်ဆုံးအတွင်းစိတ်ခွန်အားဖြစ်လာပါတော့တယ်။ဘန်းနိုင်ကစာအုပ်ဖတ်ဖို့မဟုတ်ပါဘူး။စာဖတ်သူတယောက်ဖြစ်လာဖို့ပါ။နံပါတ်4အလေးချင်းများဖြစ်ပေါ်လာပုံအစဉ်၄ဆင့်အလေးချင်းတစ်ခုဘယ်လိုဖြစ်လာလဲဆိုတာကိုနားလည်ဖို့1898ခုနှစ်ကစိတ်ပညာရှင်အဝတ်တွန်တိုက်ရဲ့ကြောင်လေးတွေနဲ့စမ်းသပ်ချက်ကိုပြန်ကြည့်ရအောင်ပါ။သူကကြောင်လေးတွေကိုအကွက်လေးတွေနဲ့လှုပ်ထားတဲ့ပါဆယ်ဘောက်တစ်တာတွေကိုထည့်လိုက်ပါရီ။တစ်တာထဲမှာခလုတ်တစ်ခုပါပါရီ။အဲ့ဒါကိုနှိပ်လိုက်ရင်တကားပွင့်ပြီးတော့အပြင်ကအစာကိုသွားစားလို့ရပါတယ်။ပထမဆုံးချိန်မှာကြောင်လေးတွေကတစ်တာထဲမှာဟိုဆန်းတီဆန်းနဲ့အချိန်တော်တော်ကြာခဲ့ပါတယ်။ဒါပေမဲ့မတော်တဆခလုတ်ကိုသွားနှိပ်မိပြီးတကားပွင့်သွားတဲ့အခါအစာစားခွင့်ရသွားပါရီ။အချိန်20-30လောက်ဆန်းသက်ပြီးတဲ့အခါမှာတော့ကြောင်လေးတွေကတစ်တာတွေကိုရောက်တာနဲ့ချက်ချင်းခလုတ်ကိုသွားနှိပ်ပြီးစက္ကန့်ပိုင်းတွင်ထွက်နိုင်သွားပါပြီ။အုံနောက်ကတဖြည်းဖြည်းနဲ့အလျော်လျောက်အလုံးလုံးနိုင်သွားတာပါ။ဒီဖြစ်စဉ်ကိုကြည့်ရင်အလေးကျင့်တိုင်းကအဆင့်၄ဆင့်နဲ့လည်းပတ်နေတာကိုတွေ့ရပါမယ်။နံပါတ်1အချက်ပြမှုဥပမာမိတ်ဆွေရဲ့ဖုန်းလေးတုန်ခါသွားတယ် message ဝင်လာတယ်နံပါတ်2တက်မှတ်မှုလိုလားမှု message ထဲမှာဘာပါလဲဆိုတာကိုသိကျင်သွားတယ်နံပါတ်3တုံ့ပြန်မှုဖုန်းကိုယူပြီးတော့ဖွင့်ဖက်လိုက်တယ်နံပါတ်4ဆုလက်သိကျင်တဲ့စိတ်ဆန္ဒလေးပြေဝသွားတယ်အဲ့ဒီကဖုန်းတုန်ခါမှုနဲ့ဖုန်းကိုကောက်ကင်ခြင်းကဆက်ဆက်သွားပါတော့တယ်ဒီအစဉ်လေးစဉ်တွေကတခုခုပျောက်သွားတာနဲ့အလေးချင်းတခုဖြစ်မလာတော့ပါဘူးကဲ theory တွေပြောတာလေးစုံသွားပြီဆိုတော့ဒီအချက်လက်တွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဒီအချက်လေးတွေနဲ့လက်တွေ့လိုက်လုပ်ကြည့်လို့ရပါတယ်အဆင့်1မိတ်ဆွေဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာအရင်ဆုံးဖြတ်ပါရလက်တွေကိုအရင်မတွေးပါနဲ့။ပေါင်40ကြားခြင်းနဲ့လို့မတွေးပဲပေါင်40ကြားနိုင်တဲ့သူကဘယ်လိုလူမျိုးလဲဆိုတာကိုအရင်စဉ်းစားပါ။သူကကျမ်းမာရေးကိုဂရုစိုက်တဲ့သူဖြစ်ပါမယ်။အဆင့်2တင်းငယ်တဲ့အောင်ပွဲလေးတွေနဲ့မိတ်ဆွေကိုမိတ်ဆွေတက်တည်ပြပါ။စာအုပ်ထဲကတာတကားတစ်ခုကိုပြောပြပါမယ်။အမျိုးသမီးတစ်ယောက်ကပေါင်100ကျော်ကျသွားခဲ့ပါရီ။သူဘယ်လိုလုပ်လဲဆိုတော့တစ်နေ့လုံးမှာသူဘာပဲလုပ်ကျမ်းမာရေးသူတစ်ယောက်ဆိုရင်ဘာလုပ်မလဲဆိုတဲ့မိကုံကိုသူ့ကိုယ်သူအမြဲမေးပါရီ။ကျမ်းမာရေးသူကလမ်းလျှောက်မလားကားငါစီမလားကျမ်းမာရေးသူကအတုပ်စားမလားအကျော်စားမလားဒီလိုနဲ့ကျမ်းမာရေးသူတယောက်လိုဟန်ဆောင်နေထိုင်ရင်းနဲ့နောက်ဆုံးမှသူကိုယ်တိုင်အဲ့ဒီကျမ်းမာရေးသူဖြစ်တကယ်ပြောင်းလဲသွားခဲ့ပါရီအဆင့်3အလေးကျင့်စိုးတွေကိုခြေရာခံဖို့ habit score cap ကိုသုံးပါမနေ့အရာထားတာကနေစားလို့ညအရာဝင်တဲ့အထိမိတ်ဆွေလုံးသမျှအလေးကျင့်တွေကိုစာရွက်တရက်ပေါ်ချရေးလိုက်ပါပြီးရင်အဲ့ဒီအကျင့်တွေကမိတ်ဆွေရဲ့ရေရှည်ပန်းနိုင်အတွက်ကောင်းလားဆိုးလားဒါမှမဟုတ်တာမန်ပဲလားဆိုတာကိုအမှတ်ပေးကြည့်ပါသတိပြုမိခြင်းကပြောင်းလဲခြင်းရဲ့ပထမဆုံးခြေလှမ်းပါပဲအဆင့်၄စနစ်ကိုတိစောက်ပါမိတ်ဆွေရခြင်းတဲ့ပန်းနိုင်ဥပမာစာမေးပွဲကောင်းဖို့ကိုအာရုံမစိုက်ပါနဲ့အဲ့ဒီစာမိတ်ဆွေနေစဉ်စာလေးလာမဲ့အချိန်နေရာပုံစံစတဲ့စနစ်ကိုပဲတိကျချမှတ်ပြီးအဲ့ဒီစနစ်တိုင်းလဲပတ်နေဖို့ကိုပဲကြိုးစားပါလုပ်ငန်းစဉ်ကိုချင်းမြတ်နိုးတက်လာတဲ့အခါရလက်ဆိုတာအလိုလိုရောက်လာပါလိမ့်မယ်ဒီအခန်းကိုနှိမ့်ချုပ်ရရင်တော့ဘဝမှာကြီးမားတဲ့ပြောင်းလဲမှုကြီးတွေကိုတမန်နဲ့ထဲနဲ့ချက်ချင်းကြီးဖြစ်လာဖို့မမျှော်လင့်ပါနဲ့နေ့စဉ်100%တိုးတက်သွားအောင်လှုပ်ဆောင်မယ်ဆိုတဲ့အတိုင်းနေ့စဉ်သိငယ်တဲ့တိုးတက်မှုလေးတွေကိုပဲဇွဲရှိရှိနဲ့ဆက်လုပ်သွားပါအလေးကျင့်လေးတွေကအတန်လေးတွေလိုသိငယ်ပေမဲ့
စနစ်တကျစုစည်းသွားတဲ့အခါကြီးမားလာတဲ့အောင်မြင်မှုတွေကိုဖန်တီးပေးနိုင်တဲ့စွမ်းအားတွေပဲဖြစ်ပါတယ်။ကဲဒါဆိုရင်မိတ်ဆွေတို့ကိုမေးခွန်းတစ်ခုလောက်တော့မေးချင်ပါတယ်။ဒီနေ့ကနေစပြီးမိတ်ဆွေရဲ့ဘဝကိုပြောင်းလဲစေမယ်100%တိုးတက်မှုအလေးချင်းတစ်လေးတစ်ခုဆိုရင်ဘာကိုစားလုပ်မယ်လို့စိတ်ကူးမိကြပါသလဲ။အောက်က comment လေးမှာဖြည့်ပေးသွားကြပါအောင်နော်။အပိုင်းနှစ်ဖလော်ရီဒါတက္ကသိုလ်ကဓာတ်ပုံပညာ Professor Jerry Osman ကသူ့ရဲ့သင်တန်းပထမဆုံးနေ့မှာကျောင်းသားတွေကိုထူးဆန်းတဲ့စံတမ်းမှုတစ်ခုလုပ်ခဲ့ပါတယ်။သူကအတန်းထဲကကျောင်းသားတွေကိုအုပ်စုနှစ်စုခွဲလိုက်ပါတယ်။အတန်းရဲ့ဘက်ဘက်ချမ်းမှာထိုင်တဲ့ကျောင်းသားတွေကိုအရေးအတွက်အုပ်စုလို့သတ်မှတ်ပြီးသူတို့ရိုက်လာတဲ့ဓာတ်ပုံအရေးအတွက်ပေါ်မူတည်ပြီးတော့အမှတ်ပေးမယ်လို့ဆိုပါတယ်။ဓာတ်ပုံအပုံ100ရိုက်လာရင် A ပုံ90ဆိုရင် B ပုံ80ဆိုရင် C စသဖြင့်ပေါ့။ညာဘက်ချမ်းမှာထိုင်တဲ့ကျောင်းသားတွေကိုတော့အရေးအသွေးအုပ်စုလို့သတ်မှတ်လိုက်ပါတယ်။သူတို့ကတော့စာတင်တဲ့တစ်နှစ်လုံးစာအတွက်ဓာတ်ပုံတစ်ပုံနဲ့ပဲတင်ရမယ်။ဒါပေမဲ့ A ရဖို့အတွက်ဆိုရင်အဲ့ဒီပုံကအပြစ်ပြောစရာမရှိအောင်ပြီးပြည့်စုံတဲ့ပုံဖြစ်နေဖို့လိုတယ်လို့ပြောလိုက်ပါတယ်။စာတင်တဲ့ကုံဆုံးသွားတဲ့အချိန်မှာတော့အားလုံးကိုအံ့ဩသွားစေမယ့်ရလဒ်တစ်ခုထွက်လာခဲ့ပါတယ်။အကောင်းဆုံးဓာတ်ပုံတွေအားလုံးကအရေးအတွက်အုပ်စုကကျောင်းသားတွေစီကနေပဲထွက်လာတာပါ။ဘာလို့လဲဆိုတော့အရေးအတွက်ကိုအာရုံစိုက်တဲ့ကျောင်းသားတွေကတစ်နှစ်လုံးဓာတ်ပုံတွေရိုက်တယ်အလင်းအမှောင်တွေစမ်းသပ်တယ်အမားတွေကနေသင်ခန်းစာယူပြီးသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုသွေးပေးနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အရေးတွေအုပ်စုကကျောင်းသားတွေကတော့အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲထိုင်စဉ်းစားနေခဲ့ကြပြီးနောက်ဆုံးမှာဘာမှမထူးခြားတဲ့ဓာတ်ပုံတစ်ပုံနဲ့အတိမပြုတ်နိုင်သေးတဲ့ theory လောက်ပဲရခဲ့ကြပါတယ်။ဒီဇလန်လေးကနေကျွန်တော်တို့ကိုဘာတွေပြောနေလဲဆိုတော့ကျွန်တော်တို့တွေကပြောင်းလဲဖို့အတွက်အကောင်းဆုံးနည်းလမ်းအကောင်းဆုံးချိန်ကိုပဲထိုင်ဆောင်ပြီးတော့အစီအစဉ်တွေဆွဲနေတတ်ကြပါတယ်။တကယ်တမ်းလိုအပ်တာကချက်ချင်းလက်တွေ့လှုပ်ဆောင်မှုနဲ့အချိန်ချင်းထက်ခါတလဲလဲလေ့ကျင့်မှုပဲဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ရဲ့အလေ့ကျင့်တွေကိုဘယ်လိုများလွယ်လွယ်ကူကူနဲ့လက်တွေ့စတင်နိုင်မလဲ။အပိုင်းတစ်မှာတော့ကတော့စာအုပ်ထဲကအခြေခံသဘောတရားတွေကိုကျွန်တော်တို့လေ့လာခဲ့ကြပြီးပါပြီ။ဒီအပိုင်းမှာတော့ဒီစာအုပ်ရဲ့အသက်သွေးကြောဖြစ်တဲ့ကျွန်တော်တို့ရဲ့ဘဝတွေကိုလက်တွေ့ပြောင်းလဲပေးမယ်အလေးကျင့်ကောင်းတွေတည်ဆောက်နည်းနဲ့အလေးကျင့်စိုးတွေဖျောက်ဖျက်နည်းလျှို့ဝှက်ချက်တွေကိုအသေးစိတ်လေ့လာကြရမှာပါ။ကဲဒါဆိုရင်တော့အတူတူစလိုက်ကြရအောင်ဗျ။အပိုင်းนี้အဓိကသတင်းစကားကတော့အလေးကျင့်ဆိုတာပြဿနာတစ်ခုကိုဖြေရှင်းဖို့အတွက်အင်အားအနည်းဆုံးသုံးပြီးအလိုအလျောက်လှုပ်ဆောင်တတ်သွားတဲ့လုပ်ငန်းစဉ်တစ်ခုပါပဲတဲ့။စာရေးသူချင်းကလေးကအလေးကျင့်တစ်ခုဖြစ်တည်လာဖို့အစဉ်၄ဆင့်ရှိတယ်လို့ဆိုပါတယ်။ဒီအစဉ်၄ဆင့်ကိုအခြေခံပြီးတော့ကျွန်တော်တို့ရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်မယ့်အပြုအမူပြောင်းလဲခြင်းဥပဒေသား၄ရပ်ကိုသူကဖန်တီးခဲ့ပါတယ်။အလေးကျင့်ကောင်းတစ်ခုကိုတည်ဆောက်ခြင်းနဲ့ဆိုရင်နံပါတ်1ထင်ရှားမြင်သာအောင်လုပ်ပါ။ဥပမာရေများများတောက်ချင်ရင်ရေဘူးကိုကိုယ့်ရှေ့စပွဲပေါ်မှာအမြဲတင်ထားပါ။နံပါတ်2ဆွဲဆောင်မှုရှိအောင်လုပ်ပါ။ဥပမာကိုကြိုက်တဲ့သချင်းနားထောင်ရင်းနဲ့လေ့ကျင့်ခန်းလုပ်တာမျိုးပါ။နံပါတ်3လွယ်ကူအောင်လုပ်ပါ။ဥပမာမနက်ဂျင်သွားဖို့ကိုညကတည်းကအားကစားဝတ်စုံတွေကိုအစင်သင့်ထုတ်ထားတာမျိုးပါ။နံပါတ်4ကျေနပ်မှုရစေအောင်လုပ်ပါတဲ့။ဥပမာလေ့ကျင့်ခန်းလုပ်ပြီးတိုင်းပြက်ကလေးမှာအမှန်ချစ်လေးချစ်ပြီးတော့ဂုဏ်ယူပါ။တကယ်လို့အလေးကျင့်စိုးတွေကိုဖျောက်ဖျက်ခြင်းနဲ့ဆိုရင်တော့ဒီဥပဒေသား၄ခုကိုပြောင်းပြန်လှန်ပစ်လိုက်ရုံပါပဲ။နံပါတ်1မမြင်ရအောင်လုပ်ပါ။ဥပမာဖုန်းအရန်သုံးမိနေရင်ဖုန်းကိုတခြားအခန်းမှာတွားထားပါ။နံပါတ်2ဆွဲဆောင်မှုမရှိအောင်လုပ်ပါ။ဥပမာဆက်လက်တောက်ခြင်းရဲ့စိုးကျိုးတွေကိုကိုအမြဲတည်းပေးပါ။နံပါတ်3ခက်ခဲအောင်လုပ်ပါ။ဥပမာ TV ကြည့်တာရှော့ခြင်းရင်ကြည်ပြီးတိုင်းပလက်ဖြုတ်ထားပါ။နံပါတ်4ကျေနပ်မှုမရအောင်လုပ်ပါ။ဥပမာကိုယ့်ရဲ့အလေးကျင့်စိုးတွေအတွက်ဒဏ်ကြေးပေးမဲ့စနစ်တစ်ခုကိုဖန်တီးပါ။ကဲဒါဆိုတော့ဒီအခန်းကနေကျွန်တော်တို့လက်တွေ့အသုံးချလို့ရမယ့်အရေးကြီးဆုံးအချက်တွေကိုအတူတူလေ့လာလိုက်ကြရအောင်ပါ။နံပါတ်1ပတ်ဝန်းကျင်ကစိတ်ဓာတ်ခွန်အားထက်ပိုအရေးကြီးတယ်။ကျွန်တော်တို့တွေကကိုယ့်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ထင်တတ်ကြပေမဲ့တကယ်တမ်းလူတွေရဲ့အပြုအမူတွေကိုအကြီးမားဆုံးလွှမ်းမိုးနေတာကပတ်ဝန်းကျင်ပါပဲ။ဘော့စတွန်မြို့ကဆေးရုံတရုံကဆရာဝန်တယောက်ကလူတွေရဲ့စိတ်ဆန္ဒကိုဘာမှဝင်မပြောင်းဘဲနဲ့ဆေးရုံကန်တင်းကဝန်ထမ်းတွေနဲ့ဧည့်သည်တွေရဲ့အစားအသောက်အလေးချိန်ကိုပြောင်းလဲဖို့စမ်းသပ်ခဲ့ပါတယ်။မူလကကန်တင်းမှာရှိတဲ့ရေခဲတစ်တာတွေထဲမှာအချိုရည်တွေကြီးပဲထည့်ထားတာပါ။သူတဲ့တွေကအဲ့ဒီရေခဲတစ်တာတိုင်းမှာရေတံပိုးတွေကိုပါထပ်ဖြည့်လိုက်ပါတယ်။ပြီးတော့အစားအသောက်တွေချထားတဲ့နေရာတိုင်းရဲ့ဘေးမှာလည်းရေတံပိုးအပြည့်ထည့်ထားတဲ့ချင်းတောင်းတွေချထားလိုက်ပါတယ်။ဘသူကမှစကားတခုမှတော့မပြောပါဘူး။၃လကြာတဲ့အခါအချိုရည်ရောင်းချရမှုက17.4%ကျဆင်းသွားပြီးရေတံပိုးရောင်းချရမှုက25.8%တက်လာခဲ့ပါတယ်။လူတွေကပစ္စည်းတစ်ခုကိုတကယ်လိုချင်လို့ရွေးချယ်တာတက်သူတို့ရဲ့မျက်စိရှိမှအလွယ်တကူမြင်နေရလို့ရွေးချယ်သွားကြတာပါ။နံပါတ်2အလေးကျင့်သစ်ကိုတည်ဆောက်ဖို့ habit stocking လုပ်ပါ။1965ခုနှစ်လောက်ကပြင်သစ်တသနိကဗေဒပညာရှင် Danny Diderot ဆိုတာရှိပါတယ်။သူကတစ်သက်လုံးစင်စင်ရဲရဲနေလာခဲ့ရတာပါ။ဒါပေမဲ့တနေ့တော့ရုရှားအေဂရီကက်သရင်းကသူ့ရဲ့စာအုပ်တွေကိုဈေးကောင်းပေးဝယ်လိုက်တဲ့အတွက်ရုတ်တရက်ပတ်စံတွေအများကြီးရလာပါတယ်။အဲဒီမှာ Diderot ကသူ့အတွက်အရန်လှပတဲ့အနီရောင်ဝတ်ရုံတစ်ထည်ကိုဝယ်လိုက်ပါတယ်။အဲဒီဝတ်ရုံကြီးကအရန်လှလို့နော်သူ့အိမ်ကအဟောင်းမြင့်ပစ္စည်းတွေနဲ့မလိုက်ဖက်တော့ဘူးလို့သူခံစားလာရပါတယ်။ဒါနဲ့ကော်စောတစ်ဝယ်တယ်ဗပုရုပ်တွေဝယ်တယ်မှန်အသစ်စပွဲအသစ်တရေကလထိုင်စသဖြင့်ပစ္စည်းတစ်ခုဝယ်လိုက်တာကနေနောက်ပစ္စည်းတစ်ခုကိုဇာတ်တိုက်ဝယ်ဖြစ်သွားတော့တာပါပဲ။ဒီလိုအပြုအမူတစ်ခုကနေနောက်တစ်ခုကိုဇာတ်တိုက်ကူးဆက်သွားတာကို that day drop effect လို့ခေါ်ပါတယ်
ကျွန်တော်တို့တွေကအလေးချင်းတက်လောက်တဲ့အခါဒီသဘောတရားကိုအသုံးချလို့ရပါတယ်အဲ့ဒါကို habit stocking လို့လည်းခေါ်ပါတယ်ကိုနေတိုင်းပုံမှန်လုပ်နေကြအလေးချင်းဟောင်းတစ်ခုရဲ့အပေါ်မှာအလေးချင်းတစ်ခုကိုထပ်တင်လိုက်တာပါဥပမာမနက်ကော်ဖီငှက်ပြီးတာနဲ့ချက်ချင်း110မိနစ်ထိုင်မယ်အဲဒါမှမဟုတ်အလောက်ကနေပြန်လာပြီးဖက်နှက်ချွတ်လိုက်တာနဲ့ချက်ချင်းအားကစားဝတ်စုံလဲဝင်မယ်ဒီလိုချိတ်ဆက်လိုက်တာကအလေးချင်းတွေအတွက်အကောင်းဆုံးခလုတ်ကိုဖန်တီးလိုက်တာပဲဖြစ်ပါတယ်နံပါတ်3တတ်မှတ်စရာဖြစ်အောင်ဖန်တီးခြင်းဒုတိယဥပဒေသားဖြစ်တဲ့ဆွဲဆောင်မှုရှိအောင်လုပ်ပါကိုအကောင့်ထဲပေါ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ကိုလှုပ်ချင်တဲ့အရာနဲ့ကိုလှုပ်ဖို့လိုအပ်နေတဲ့အရာကိုပေါင်းစပ်ပြလိုက်တာပါပဲဒဗလင်ကအင်ဂျင်နီယာကျောင်းသားလေး Ronan Bryan ရဲ့ဇာတ်လမ်းကိုကြည့်ရအောင်ပါသူက Netflix ကြည့်ရတာကိုအရန်ကိုကြိုက်ပါတယ်ဒါပေမဲ့လေ့ကျင့်ခန်းလုပ်ဖို့လည်းလိုအပ်နေတယ်ဆိုတာသူသိပါတယ်ဒါနဲ့သူ့ရဲ့အင်ဂျင်နီယာပညာကိုသုံးပြီးစပိန်ကိုသူ့ရဲ့ laptop နဲ့ချိတ်ဆက်လိုက်ပါတယ်သူရေးထားတဲ့ program ရောက်သူကစပိန်ကိုသတ်မှတ်ထားတဲ့အမြန်နှုန်းရောက်အောင်နေနေမှသာ Netflix ကဇာတ်လမ်းပွင့်လာမှာပါနေနာနေသွားရင်ဇာတ်လမ်းကရပ်သွားမှာပါသူကသူလုပ်ချင်တဲ့ Netflix ကြည့်တာနဲ့သူလုပ်ရမယ့်စပိန်နေတာကိုပေါင်းစပ်ပြီးသူ့ရဲ့အလေးချင်းကိုဆွဲဆောင်မှုရှိအောင်ဖန်တီးလိုက်တာပဲဖြစ်ပါတယ်နံပါတ်4လူမှုပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုလူတွေကအုပ်စုဖွဲ့နေထိုင်တတ်တဲ့တရားတွေဖြစ်တဲ့အတွက်အများနဲ့တူချင်ကြပါတယ်အုပ်စုကလက်ခံတာကိုလိုချင်ကြပါတယ်ကျွန်တော်တို့ကကိုယ်နဲ့နှီးစပ်တဲ့သူတွေလူအများစုနဲ့အာဏာအောင်မြင်မှုရှိသူတွေရဲ့အလေးချင်းတွေကိုအထူးခိုးတက်ကြပါတယ်1965ခုနှစ်ကဟန်ဂရီနိုင်ငံသားပေါလ်ကာဆိုတဲ့သူကထိုးချုံတဲ့ညံကြီးရှင်ဆိုတာမွေးရပါမဟုတ်ပဲလေ့ကျင့်မှုနဲ့ဖန်တီးယူလို့ရတယ်လို့ယုံကြည်ပါတယ်ဒါနဲ့သူကသူ့ရဲ့သမီး3ယောက်ကိုစစ်တူရင်မှာအထူးချုံဆုံးဖြစ်အောင်လေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ရဲ့အိမ်မှာစစ်တူရင်စာအုပ်တွေစစ်တူရင်ချန်ပီယံတွေရဲ့ပုံတွေအပြည့်ချိတ်ထားပြီးတိုင်လုံးစစ်တူရင်ကလွဲပြီးတော့ဘာမှမရှိသလောက်ကိုလေ့ကျင့်ခဲ့ကြပါတယ်ရလက်ကတော့သမီးရဲ့ငယ်ဆုံးဂျူတစ်ကအသက်15နှစ်နဲ့4လမှာကမ္ဘာအသက်ငယ်ဆုံး Grand Master ဖြစ်လာခဲ့ပြီးကျန်တဲ့သမီး2ယောက်ကလည်းကမ္ဘာချန်ပီယံတွေဖြစ်လာခဲ့ကြပါတယ်သူတို့ညီမတွေအတွက်ကတော့စစ်တူရင်ကစားတာကအရန်ကိုဆွဲဆောင်မှုရှိပြီးပျော်စရာကောင်းတဲ့ကိစ္စဖြစ်နေကြတာပါဘာလို့လဲဆိုတော့သူတို့ရဲ့မိသားစုယဉ်ကျေးမှုကဒါကိုတန်ဖိုးထားချီးကျူးခဲ့လို့ပါပဲအလေးချင်းကောင်းတွေတိဆောက်ချင်ရင်မိတ်ဆွေဖြစ်ခြင်းတဲ့အလေးချင်းကိုပုံမှန်ကိစ္စတစ်ခုဖြစ်သတ်မှတ်ထားတဲ့ပတ်ဝန်းကျင်မျိုးအဖွဲ့အစည်းမျိုးကိုဝင်ရောက်ပါနံပါတ်5 2မိနစ်စီးမြင်အလေးချင်းတစ်ခုစလုပ်တဲ့အခါလူတွေကအကြီးကြီးတွေစလုပ်ချင်ကြပါတယ်ဥပမာမနက်ဖြန်ကနေစပြီး3မိုင်ပြေးမယ်တို့စာအုပ်တက်ကိုပြီးအောင်ဖတ်မယ်တို့ပေါ့တကယ်တမ်းကျတော့2မိနစ်စီးမြင်လို့ခေါ်တဲ့အလေးချင်းတစ်ခုစားတဲ့အခါ2မိနစ်ထက်ပိုမကြာသင်မှုဆိုတဲ့စီးမြင်ကိုသုံးရပါမယ်ညအိယာမဝင်ခင်စာဖတ်မယ်ဆိုတာကိုစာတမျက်နှာဖတ်မယ်လို့ပြောင်းပါ3မိုင်ပြေးမယ်ဆိုတာကိုပြေးမယ်ဖက်နှက်ကိုစီးမယ်လို့ပြောင်းပါနာမည်ကြီးကောက်ကွက်ဖန်တီးသူတယောက်ကမနက်9နာရီခွဲထားပြီးဂျင်သွားဖို့အတွက်သူ့ရဲ့အထူးအလေးချင်းကဂျင်မာလေးချင်းကန်လောက်တာမဟုတ်ပါဘူးတဲ့အိမ်ပြင်ထွက်ပြီးအငှားကားကိုထားလိုက်တာကသူ့ရဲ့အလေးချင်းပါပဲတဲ့ကားပေါ်ရောက်သွားရင်ဂျင်ကိုရောက်သွားမှတေချာသွားပြီလေနောက်ထပ်ဇလန်တစ်ပုဒ်မှာဆိုရင်ပေါင်100ကျော်ကြာသွားတဲ့လူတယောက်ကအစာပိုင်းမှာဂျင်ကိုနေတိုင်းသွားပြီးမြဲ9မိနစ်ပြည့်တာနဲ့ချက်ချင်းပြန်ထွက်လာခဲ့ပါရီဂျင်မှာ9မိနစ်ထက်ပိုမနေရဘူးဆိုတဲ့စီမင်းနဲ့သူ့ကိုယ်သူလေ့ကျင့်ခဲ့တာပါအဲ့လိုနဲ့ငါကဂျင်ကိုနေတိုင်းလာနေတာပဲနည်းနည်းတော့ဆက်နေလိုက်ပါတော့မယ်လို့သူ့လိုစိတ်ပြောင်းသွားပြီးနောက်ပိုင်းမှာဝိတ်တွေအများကြီးကျသွားခဲ့ပါရီ2မိနစ်စီမင်းဆိုတာမိတ်ဆွေကိုအလေးချင်းရဲ့အစာလေးစီကိုရောက်အောင်ပို့ဆောင်ပေးတဲ့နီလန်ကောင်းပဲဖြစ်ပါရီနံပါတ်6ချက်ချင်းရတဲ့ဆုလက်သရုပ်ဓာတ်ဥပဒေသားကကျင်းနှံမှုရစေအောင်လုပ်ပါဖြစ်ပါရီလူအုံနောက်ကအနာဂတ်ကဆုလက်ထက်ချက်ချင်းရတဲ့ဆုလက်ကိုပို့ပြီးတော့သဘောကျပါရီ1990ပြည့်လွန်နှစ်တွေကပြည်သူ့ကျန်းမာရေးဝန်ထမ်းစတီဗင်လူဗီကပါကစ္စတန်နိုင်ငံကရာချီမြို့ကစင်ရသားရောက်ကမှကျန်းမာရေးဆောင်ရှောက်မှုတွားလုပ်ခဲ့ပါရီအဲ့ဒီမှာယောဂဗျာတွေအရန်ထူပြောနေလို့လူတွေကိုလက်ဆေးဖို့ပညာပေးပေမဲ့တေချာမလုပ်ကြပါဘူးအဲ့ဒီကလူဗီက Protector and Gamble Company နဲ့ပေါင်းပြီးတော့ Safeguard ဆက်ပြာတွေကိုအခမဲ့ဝေပေးလိုက်ပါရီ Safeguard ကရိုးရိုးဆက်ပြာတွေလို့မဟုတ်ပဲအမြုပ်ထွက်အားကောင်းပါရီအနံလေးကလည်းတင်းနေတာဆိုတော့လူတွေကလက်ဆေးရတာကိုအရန်သဘောကျသွားကြပါရီရလက်ကတော့ချက်ချင်းဆိုသလိုပဲကလေးတွေဝမ်းပြဝမ်းလျှော့ဖြစ်တာ52%ကျသွားပြီးနမိုးနီးယားဖြစ်တာ48%ကျဆင်းသွားခဲ့ပါရီဆက်ပြာရဲ့အနံနဲ့အမြုပ်လေးကချက်ချင်းရတဲ့ဆုလက်ဖြစ်အလုပ်လုပ်သွားတာပါဝက်ကလေးဆိုတဲ့ PK ကုမ္ပဏီကလည်းအဲ့လိုပါပဲအရင်က PK တွေကအရသာမရှိဘူးဝါလိုကားယုံပဲရှိတာသူတို့က Pyramid တို့ Juicy Fruit တို့လိုအရသာလေးတွေထည့်လိုက်တဲ့အခါဝါလိုက်တိုင်းပါဇက်ထဲမှာလန်းဆန်းသွားတဲ့ခံစားချက်ကြောင့်ကမ္ဘာအကြီးဆုံး PK ကုမ္ပဏီကြီးဖြစ်လာခဲ့ပါရီအလေးချင်းတစ်ခုလုပ်ပြီးတိုင်းကိုတင်းငယ်တဲ့ဆုလက်လေးတစ်ခုပေးဖို့မမေ့ပါနဲ့နံပါတ်9အလဲအလတ်စီးမြင်အလေးချင်းတွေကိုရေရှည်ဆက်လုပ်နိုင်ဖို့ဆိုရင်အခက်အခဲအစင်တန်းကတိတ်မလွယ်လွန်းတိတ်မခက်လွန်းတဲ့အနေအထားမှာရှိရပါမယ်ဒါကိုအလဲအလတ်စီးမြင်လို့ခေါ်ပါရီနာမည်ကြီးလူရှင်တော့စတရီမာတင်ရဲ့ဘဝကိုကြည့်ပါသူကညာလုံးပေါအောင်မြင်လာတဲ့သူမဟုတ်ပါဘူးကလပ်လေးတွေမှာလူမရှိလဲဝင်ပြရီအစက10မိနစ်2မိနစ်လောက်ပဲကြားတဲ့ပြက်လုံးတွေကနေ9မိနစ်နောက်10မိနစ်နောက်မိနစ်20စာထိတဖြည်းဖြည်းချဲ့သွားပါရီသူရဲ့ဟာသားတွေကိုနည်းနည်းချင်းစီခက်ခဲအောင်တစ်ဆန်းအောင်အမြဲလုပ်ရင်းနဲ့18နှစ်လောက်ကြာမှာတော့ကဘာတိဟာသားပညာရှင်ကြီးဖြစ်လာခဲ့ပါရီဘယ်အရာမဆိုလုံးနေကြဖြစ်သွားရင်ပြင်းစရာကောင်းလာတတ်ပါရီ
အောင်မြင်တဲ့သူတွေကအဲ့ဒီပြင်းရည်ညီငွေမှုကိုကြော်ဖြတ်ပြီးနေတိုင်းပုံမှန်လုပ်နေကြတဲ့သူတွေပါပဲပြင်းရည်မှုကိုချစ်မြတ်နိုးတက်အောင်ကြိုးစားပါကဲဒါဆိုတော့ theory တွေကိုပြောတာလေတော်တော်ဆုံးသွားပြီဆိုတော့အချက်လက်တွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဘယ်လိုလက်တွေ့အသုံးချမလဲဆိုတာဒီအချက်လေးတွေနဲ့လိုက်လုပ်ကြည့်လို့ရပါတယ်အဆင့်1မိတ်ဆွေရဲ့ပတ်ဝန်းကျင်ကိုပြန်လည်ဒီဇိုင်းဆွဲပါကိုတီဆောက်ခြင်းတဲ့လေ့ကျင့်ကောင်းတွေရဲ့ခလုတ်တွေကိုမျက်စိရှိမှထင်ထင်ရှားရှားထားပါစာဖတ်ခြင်းရင်စာအုပ်ကိုခေါင်းပေါ်ကိုတင်ထားခဲ့ပါရေတောက်ခြင်းရင်ရေတံဘူးကိုစပွဲပေါ်ကိုအသင့်တင်ထားပါအလေးကျင့်စိုးတွေကိုဖျောက်ခြင်းရင်တော့အဲ့ဒီအရာတွေကိုမျက်ွယ်ရမှာထားပါ TV ရမ်းကြည့်မိနေရင် TV ပလက်ကိုဖြုတ်ထားလိုက်ပါအဆင့်2မိနစ်စီးမြင့်နဲ့စတင်ပါမိတ်ဆွေလုပ်ခြင်းတဲ့ပန်းနိုင်ကြီးကြီးကို2မိနစ်တွင်လုပ်လို့ရတဲ့အသေးဆုံးအဆင့်လေးတွေဖြစ်ခွဲထုတ်လိုက်ပါစာအုပ်ဖတ်မယ်ဆိုတဲ့အစားစာတစ်မျက်နှာဖတ်မယ်လို့ပြောင်းလိုက်ပါအားကစားလုပ်မယ်ဆိုတဲ့အစားအားကစားဖက်နှက်စီမယ်လို့ပြောင်းပြီးအဲ့ဒီ2မိနစ်စာကိုပဲနေတိုင်းလုပ်ပါအဆင့်3အမြင်အာရုံနဲ့တိုင်းထားနိုင်မဲ့အလေးအကျင့်ခြေရာခံစနစ်တစ်ခုဖန်တီးပါကနေဒါကအသက်23နှစ်အရွယ်စတော့ပွဲစား Trent Darmit ဆိုရင်သူ့ရဲ့ဇပွဲပေါ်မှာဖန်ခွက်နှစ်ခွက်ထားပါရီတစ်ခွက်ထဲမှာစက္ကူညက်အခု120ထည့်ထားပြီးရန်တစ်ခွက်ကတော့အလွတ်ပါဘုံတစ်ခါဆက်ပြီးတိုင်းစက္ကူညက်တစ်ခုကိုအလွတ်ထဲကိုပြောင်းထည့်လိုက်ပါရီဒီလိုနဲ့ဘုံ120ပြည့်အောင်နေတိုင်းဆက်တဲ့အတွက်အသက်24နှစ်မှာတင်ဒေါ်လာ9000ခွဲဝင်ငွေရခဲ့ပါရီမိတ်ဆွေအနေနဲ့လည်းပြက်ကလေးမှာအမှန်ချစ်တာမျိုးပဲဖြစ်ဖြစ်ပေပါကလေးလေးတွေကိုရွှေ့တာမျိုးပဲဖြစ်ဖြစ်တိုင်းတာလို့ရပါရီပြီးရင်အရေးကြီးဆုံးစီးမြင်ဖြစ်တဲ့ဘယ်တော့မှ2ရက်ဆက်တိုက်မပြတ်ကွက်စေနဲ့ဆိုတာကိုလိုက်နာပါဒီအခန်းကိုအနှစ်ချုပ်ပြောရရင်တော့ဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေအပြောင်းအလဲတွေဆိုတာချက်ချင်းကြီးဖြစ်လာတာမဟုတ်ပါဘူးအလေးချင်းဆိုတာကိုယ့်ရဲ့ဖြစ်တည်မှုကိုပုံဖော်နေတာပါပဲကိုဖြစ်ချင်တဲ့သူနဲ့ကိုက်ညီမဲ့အလေးချင်းလေးတွေကို100%လေးပဲဖြစ်ဖြစ်နေတိုင်းတိုးတက်အောင်လုပ်သွားပါဒီအပိုင်းမှာပြောခဲ့တဲ့ဥပဒေသားလေးခုဖြစ်တဲ့ထင်ရှားမြင်သာအောင်လုပ်ပါဆွဲဆောင်မှုရှိအောင်လုပ်ပါလွယ်ကူအောင်လုပ်ပါကျေနပ်မှုရစေအောင်လုပ်ပါဆိုတဲ့အချက်တွေကိုမိတ်ဆွေရဲ့နေ့စဉ်ဘဝမှာလက်တွေ့အသုံးချလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ကိုမိကွန်းတစ်ခုလောက်မေးချင်ပါရီဒီအပိုင်းလေးကိုနားထောင်ပြီးသွားတဲ့အခါမိတ်ဆွေစတင်ခြင်းနဲ့အလေးချင်းအတွက်2မိနစ်စာအလေးချင်းလေးကိုဘယ်လိုဖန်တီးပြမလဲဥပမာဖက်နှက်စီးမယ်ဒါမှမဟုတ်စာတစ်မျက်နှာဖတ်မယ်စာသဖြင့်ပေါ့မိတ်ဆွေတို့ရဲ့အလေးချင်းလေးတွေကိုအောက်ကခေါင်းမှန်လေးမှာဝင်ရောက်ဝင်မျှခဲ့လို့ရပါတယ်ခင်ဗျာအပိုင်း3 1830ခုနှစ်နေရာဒီမှာပြင်သစ်စာရေးဆရာကြီးဗီတာဟူဂိုကမဖြစ်နိုင်လောက်အောင်ကတ်နေတဲ့တတ်မှတ်ရက်တစ်ခုနဲ့ရင်ဆိုင်နေခဲ့ရပါရီလွန်ခဲ့တဲ့12လလောက်ကတည်းကသူ့ရဲ့စာအုပ်ထုတ်ဝေသူကိုစာအုပ်တဲ့ထုတ်ရေးပေးမယ်လို့ကတိပေးထားခဲ့တာပါဒါပေမဲ့သူဟာတစ်နှစ်လုံးစာမရေးဖြစ်ပဲတခြား project တွေလုပ်လိုက်ဧည့်သည်တွေနဲ့အချိန်ဖြုံးလိုက်လုပ်ရင်းအလုပ်တွေအရန်ကြံ့ကြာနေခဲ့ပါရီဒီတော့စိတ်ဆိုးသွားတဲ့စာအုပ်ထုတ်ဝေသူက6လတောင်မလိုတော့တဲ့နောက်ဆုံးရက်ဖြစ်တဲ့1831ခုနှစ်ဖေဖော်ဝါရီလမှာစာအုပ်အပြီးပေးရမယ်လို့ရာဇသံပေးလိုက်ပါတော့တယ်အဲ့ဒီချိန်မှာဗီတာဟူဂိုကသူ့ရဲ့အချိန်ဆွဲတက်တဲ့အချိန်စိုးကိုဖျောက်ဖျက်ဖို့အတွက်ထူးဆန်းတဲ့အစီအစဉ်တစ်ခုကိုကြံစီလိုက်ပါရီသူကသူ့စီမှာရှိတဲ့အဝတ်စားတွေအကုန်လုံးကိုစုသိမ်းပြီးလက်ထောက်ဖြစ်သူကိုတစ်တာကြီးတစ်ခုတည်းကိုတဲ့တော့ခတ်သိမ်းထားခိုင်းလိုက်ပါရီသူ့အတွက်ဝတ်ဆရာဆိုလို့ခြုံဆောင်ကြီးတစ်ထည်ပဲခြံထားခဲ့ပါရီအပြင်ထွက်ဖို့တင့်တော်တဲ့အဝတ်စားတစ်ထည်မှမရှိတော့တဲ့အတွက်သူဟာအပြင်မထွက်နိုင်တော့ပဲ1830ခုနှစ်စောင်းဦးနဲ့စောင်းရသည့်ကာလတွေတစ်လျှောက်လုံးသူ့ရဲ့စာကြည့်ကန်ထဲမှာပဲပိတ်မိနေပြီးစာကိုအယူအမှုရေးပါတော့တယ်ရလက်ကတော့ကဘာကျော် The Hunchback of Notre Dame ဆိုတဲ့ဝတ္ထုကြီးကိုတမတ်ရထက်နှစ်ပတ်စောပြီး1831ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာအောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပါရီဒီဇလန်လေးကနေကျွန်တော်တို့ကိုဗာပြောနေလဲဆိုတော့တခါတလေမှအောင်မြင်မှုဆိုတာအလေးကျင့်ကောင်းတွေကိုလွယ်ကူအောင်လုပ်ခြင်းတက်အလေးကျင့်စိုးတွေကိုလောက်ရခက်ခဲတော့အောင်တမင်တကာဖန်တီးပြရတယ်ဆိုတာပါပဲစေပညာရှင်တွေကတော့ဒါကိုမိမိကိုယ်ကိုဂတိကဝေးပြုချေနှောင်ထားတဲ့နီလန်လို့ခေါ်ပါရီဒီအပိုင်းမှာတော့ဒီလိုမျိုးထက်မြက်တဲ့နီးပြွားတွေပါဝင်မိတ်ဆွေရဲ့ပန်းနိုင်တွေကိုအလိုလျောက်ရောက်သွားစေမဲ့လျှို့ဝှက်ချက်တွေကိုအသေးစိတ်တူးဆွသွားမှာဖြစ်ပါရီအပိုင်း3ရဲ့အဓိကသတင်းစကားကတော့တိတ်ကိုရိုးရှင်းပြီးတော့အစွမ်းထပ်ပါရီကျွန်တော်တို့တွေကပြောင်းလဲဖို့ကြိုးစားတဲ့အခါငါကြိုးစားရမယ်ငါစိတ်ထက်ခွန်အားတွေမွေးရမယ်လို့ပဲထင်တတ်ကြပါရီဒါပေမဲ့တကယ်လက်တွေ့မှာလူတဘာဝဆိုတာပြင်းရင်တက်ပါရီတတောင်းတတာရှိတာကိုပဲလှုပ်ချင်ကြပါရီဒါမိုက်မဲတဲ့အရာမဟုတ်ပဲစွမ်းရင်ကိုချွေတာခြင်းနဲ့အုံနောက်ရဲ့တဘာဝပဲဖြစ်ပါရီဒါကြောင့်တတိယဥပဒေသားဖြစ်တဲ့လွယ်ကူအောင်လုပ်ပါဆိုတာလိုအပ်လာတာပါမိတ်ဆွေရဲ့ပတ်ဝန်းကျင်ကိုပြင်ဆင်ပြီးအလေးချိန်ကောင်းတွေကိုစတင်ဖို့ခလုံးနှိပ်တလို့လွယ်ကူအောင်လုပ်ရပါမယ်ဒါပေမဲ့လွယ်ကူရုံနဲ့တည်းမပြီးသေးပါဘူးလုပ်ပြီးသွားတဲ့အခါမှာလည်းစတုဒ္ဓဥပဒေသားဖြစ်တဲ့ကျေနပ်မှုရစေအောင်လုပ်ပါဆိုတာကိုအသုံးချရပါမယ်လူတွေဟာချက်ချင်းကျေနပ်မှုရတဲ့အရာတွေကိုပဲထက်ခါလုပ်ချင်ကြတာပါဒါကြောင့်အလေးချိန်တစ်ခုလုပ်ပြီးတိုင်းတင်းရဲ့အုံနောက်ကိုဒါကကောင်းနေဒါကတော့နောက်တစ်ခါထပ်လုပ်မယ်လို့မှတ်သားသွားအောင်ချက်ချင်းရတဲ့ဆုလက်တွေဖန်တီးပေးဖို့လိုအပ်ပါတယ်ကဲဒီသဘောတရားတွေကိုလက်တွေ့မှာဘယ်လိုအသုံးချကြမလဲစာအုပ်ထဲကအဖိုးတန်ဆုံးအချက်တွေကိုကျွန်တော်တို့နဲ့တူတူလေ့လာလိုက်ကြရအောင်ပါနံပါတ်1လှုပ်ရှားမှုတတ်နဲ့တကယ်လှုပ်ဆောင်ခြင်းလူတော်တော်များများကအကောင်းဆုံးအစီအစဉ်ကိုဆွဲနေရုံနဲ့ပဲအချိန်ကုန်နေတတ်ကြပါလိဗော်တဲရာပြောခဲ့သလိုအကောင်းဆုံးဆိုတာကောင်းမွန်ခြင်းရဲ့ရန်သူပါပဲ
ရေးကျင်တဲ့ဆောင်းပါးခေါင်းစဉ်အခု20စဉ်းစားနေတာကပြင်ဆင်မှုဖြစ်ပြီးတကယ်ထိုင်ရေးတာကမှလှုပ်ဆောင်မှုဖြစ်ပါတယ်ပြင်ဆင်မှုကမိတ်ဆွေကိုတိုးတက်နေတယ်လို့ထင်အောင်ထင်မှားဖြစ်စေပေမဲ့တကယ်ရလဒ်ကိုလှုပ်ဆောင်မှုကပဲပေးစွမ်းနိုင်တာပါအုံနောက်သိပ္ပံပညာရှင်တွေလန်ဒန်မြို့ကတက္ကစီဒရိုက်ဘာတွေကိုလေ့လာခဲ့တဲ့ဇလန်လေးကတိတ်ဆိတ်ဝင်စားစရာကောင်းပါတယ်လန်ဒန်မြို့ရဲ့လမ်းတွေကအရန်ကိုရှုပ်ထွေးတာမို့လို့ဒရိုက်ဘာတွေကလမ်းတွေကိုမှတ်ရလွန်းလို့သူတို့ရဲ့အုံနောက်ထဲကနေရာဒေသမှတ်သားတဲ့အပိုင်းကတာမန်လူတွေထက်တိတိတသားကိုကြီးမားနေတာကိုတွေ့ရပါတယ်ပိုပြီးအောင်စရာကောင်းတာကသူတို့ရဲ့အလုပ်ကနေနားယူလိုက်တဲ့အခါအဲ့ဒီအုံနောက်ပိုင်းကပြန်ပြီးတော့တင်းငယ်သွားတာပါပဲကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်ရင်ကြီးလာသလိုပဲအချိန်ချင်းထက်ကတဲလဲလှုပ်ခြင်းကအုံနောက်ရဲ့တိဆောက်ပုံကိုပါပြောင်းလဲဖြစ်နိုင်ပါတယ်ဒါကြောင့်အလေးချင်းတစ်ခုတိဆောက်ဖို့အချိန်ဘယ်လောက်ကြာမလဲလို့မေးမဲ့အစားအချိန်ကြီးဘယ်လောက်လောက်ရမလဲလို့ပဲမေးရပါမယ်နံပါတ်1အ ਨੇ ဆုံးအားထုတ်မှုဥပဒေတသမိုင်းပညာရှင်ဂျရက်ဒိုင်မွန်ကလူသားတွေရဲ့သမိုင်းကြောင်းကိုလေ့လာတဲ့အခါအံ့ဩစရာတစ်ခုတွေ့ခဲ့ပါတယ်စိုက်ပျိုးရေးလုပ်ငန်းတွေကအမေရိကတိုက်လို့မြောက်ကနေတောင်ကိုရှည်လျားတဲ့တိုက်တွေမှာထက်ဥရောပနဲ့အာရှတိုက်လို့အရှေ့ကနေအနောက်ကိုရှည်လျားတဲ့တိုက်တွေမှာ2ဆကနေ3ဆအထိပုံမြန်မြန်ပြန့်နှံ့ခဲ့တယ်ဆိုတာပါပဲဘာလို့လဲဆိုတော့အရှေ့နဲ့အနောက်လက်တီတူတူတဲ့နေရာတွေမှာရာသီဥတုနေရောင်ခြည်ရရှိမှုတွေတူညီလို့မျိုးစေ့တစ်ခုကိုနေရာတိုင်းမှာလွယ်လွယ်စိုက်လို့ရလို့ပါမြောက်ကနေတောင်ကိုသွားရင်ရာသီဥတုကအမြဲပြောင်းနေလို့စိုက်ပျိုးရခက်ခဲပါတယ်လူသားတွေကပွတ်တိုက်မှုအနည်းဆုံးနဲ့အလွယ်ကူဆုံးလမ်းကြောင်းကိုပဲအမြဲရွေးချယ်တတ်ကြတယ်ဆိုတာကိုသမိုင်းကသက်သေပြသနေတာပါ1980ပြည့်လွန်နှစ်တွေတုန်းကဂျပန်ရုပ်မြင်သံကြားစက်ရုံတွေကအမေရိကန်စက်ရုံတွေတက်အများကြီးပိုအောင်မြင်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ဂျပန်တွေကအလုပ်သမားတွေပစ္စည်းလှမ်းယူရတဲ့အကွာအဝေးလှည့်ရတဲ့အနေအထားအစားရှိတဲ့အသေးအဖွဲပွတ်တိုက်မှုလေးတွေအကုန်လုံးကိုဖယ်ရှားပြီးလုပ်ငန်းစဉ်ကိုအလွယ်ကူဆုံးဖြစ်အောင်လှုပ်ဆောင်ခဲ့လို့ပါပဲဒါကြောင့်မိတ်ဆွေလည်းအလေးကျင့်ကောင်းတွေလုပ်ချင်ရင်ကိုရှိကအတားအဆီးတွေကိုရှင်းလင်းပြီးပတ်ဝန်းကျင်ကိုအသင်ဖြစ်နေအောင်ပြင်ဆင်ထားရပါလိမ့်မယ်နံပါတ်3ပါရမီရဲ့အမှန်တရားမိုက်ကယ်ဖက်ကအိုလံပစ်ရွှေစိမ်းအများဆုံးရထားတဲ့ရေကူးချန်ပီယံဖြစ်ပြီးအရက်6ပေ4လက်မရှိပါဘူးဟိုင်ချန်အဲဂရက်ကတော့အလဲလက်အကွာဝေးအပြေးချန်ပီယံဖြစ်ပြီးအရက်9ပေ9လက်မှပဲရှိပါတယ်အရက်9လက်မှကွာပေမဲ့သူတို့နှစ်ယောက်လုံးရဲ့ဘောင်းမီအရှိကအတူတူပဲဖြစ်နေတာကိုအန်အိုးပဲတွေ့ရပါတယ်ဖက်ကခြေတံထုတ်ပြီးခန္ဓာကိုယ်အပေါ်ပိုင်းရှည်လို့ရေကူးဖို့အကောင်းဆုံးဖြစ်နေပြီးအဲဂရက်ကတော့ခြေတံရှည်ပြီးခန္ဓာကိုယ်တိုးလို့ပြေးဖို့အတွက်အကောင်းဆုံးဖြစ်နေတာပါသူတို့သာတခြားအားကစားပြောင်းလို့ရင်အောင်မြင်မှုရာခိုင်နှုန်းနည်းနိုင်ပါတယ်မျိုးဗီသားဆိုတာမိတ်ဆွေရဲ့ကံကြမ္မာကိုမဆုံးဖြတ်ပေးပေမဲ့မိတ်ဆွေဘယ်နေရာမှာအခွင့်အရေးအများဆုံးရှိလဲဆိုတာကိုတော့ဆုံးဖြတ်ပေးပါရီကိုနဲ့ကိုက်ညီတဲ့ကစားကွင်းကိုရှောက်ပေးပါဒေးဗစ်ကာတွန်းဖန်တီးသူစကော့အဒမ်ပြောသလိုပဲမိတ်ဆွေကကမ္ဘာပေါ်မှာအကောင်းဆုံးပကြီးဆရာမဖြစ်နိုင်ဘူးအကောင်းဆုံးလူရှင်တော့လည်းမဖြစ်နိုင်ဘူးဒါပေမဲ့ကာတွန်းလည်းနည်းနည်းဆွဲတတ်မယ်ဟာတာလည်းနည်းနည်းလုပ်တတ်မယ်စီးပွားရေးအကြောင်းလည်းနားလည်မယ်ဆိုရင်အဲ့ဒီသုံးခုပေါင်းဆက်လိုက်တဲ့အခါမိတ်ဆွေကိုရှင်နိုင်တဲ့သူမရှိတော့ပါဘူးကိုကအကောင်းဆုံးမဖြစ်နိုင်ရင်တခြားသူတွေနဲ့မတူအောင်နေထိုင်ပြီးကိုပိုင်ကစားကွင်းဖန်တီးပါနံပါတ်4ရွှေရောင်စီးမြင့်တဲ့ကျွမ်းကျင်မှုကမ္ဘာကျော်ဟာတာပညာရှင်စတီမာတင်ကသူ့ရဲ့ဟာတာပညာကိုတစ်နှစ်ပြီးတစ်နှစ်နည်းနည်းချင်းစီပဲခက်ခဲအောင်သင်ဆန်းအောင်လုပ်သွားခဲ့ပါတယ်လူတွေကအရန်လွယ်လို့ရင်ပြင်းသွားတတ်ပြီးအရန်ခက်လို့ရင်လည်းစိတ်ပြတ်သွားတတ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့လက်ရှိစွမ်းရည်ထက်400ခန်းလောက်ပဲပိုခက်တဲ့အလုပ်တွေကိုလုပ်တာကမိတ်ဆွေကိုအမြဲတမ်းဆရာထက်သန်နေစေပါတယ်ဒါကိုရွှေရောင်စီးမြင့်လို့ခေါ်ပါတယ်အောင်မြင်တဲ့သူတွေဆိုတာတူညီတဲ့အလုပ်တွေကိုနေတိုင်းလုပ်ရတဲ့ပြင်းရည်ညီငွေမှုကိုချင်းမြတ်နိုးနိုင်သူတွေပါပဲပြီးတော့အလေးချင်းတွေကအလိုလျောက်ဖြစ်သွားတဲ့အခါမှားနေတာကိုသတိမထားမိတော့ပါဘူး1986ခုနှစ်က LA Lakers ဘတ်စကတ်ဘောအသင်းနီးပြဘတ်ရိုင်လီကသူ့ရဲ့အသင်းသားတွေကိုတိုးတက်စေဖို့ Career Best Effort ဆိုတဲ့အစီအစဉ်တစ်ခုလုပ်ခဲ့ပါတယ်ကစားသမားတစ်ယောက်ချင်းစီရဲ့ရခိုင်နှစ်ကစွမ်းဆောင်ရည်တွေကိုမှတ်တမ်းယူပြီးဒီနှစ်မှာ100%ပိုကောင်းအောင်လုပ်ခိုင်းတာပါရလကတော့8လကြာမှသူတို့အသင်းချန်ပီယံပြန်ဖြစ်သွားခဲ့ပါတယ်အလေးအကျင့်နဲ့ရည်ရွယ်ချက်ရှိရှိလေ့ကျင့်မှုပေါင်းစပ်မှသာအထူးကြုံဆုံးဖြစ်လာမှာပါကဲ theory ရဲ့ဇာတ်လမ်းတွေလည်းတော်တော်ဆုံးသွားပြီဆိုတော့ဒါတွေကိုကျွန်တော်တို့ရဲ့လက်တွေ့နေစဉ်ဘဝမှာဒီအဆင့်လေးတွေနဲ့တူလိုက်လုပ်ကြည့်လို့ရပါတယ်အဆင့်1အလေးအကျင့်ကို2မိနစ်စာအရွယ်စားထိချုံပစ်ပါမိတ်ဆွေလုပ်ချင်တဲ့အရာကဘာပဲဖြစ်ဖြစ်အဲ့ဒါကိုစတင်ဖို့2မိနစ်ပဲကြာမယ်အသေးဆုံးအဆင့်လေးကနေစတင်ပါဥပမာမနက်တိုင်းပြေးချင်တယ်ဆိုရင်အပြေးဖနက်ကိုစီးမယ်ဆိုတဲ့အဆင့်လေးကနေပဲစပါဖနက်စီးပြီးရင်9မိနစ်ပဲပြေးပြေး10မိနစ်ပဲပြေးလို့ရပါတယ်အဓိကနေတိုင်းအပြေးဖနက်စီးပြေးဖို့ပါပဲဒါကိုလွယ်ကူအောင်လုပ်ခြင်းဥပဒေသားလို့ခေါ်ပါတယ်အဆင့်2ပတ်ဝန်းကျင်ကိုအသင်ပြင်ဆင်ပါမနက်ဖြန်ချင်းသွားခြင်းရင်ဒီညကလေးကအာကစားဝတ်စုံတဲ့ဖနက်ကိုဂရင်ဘေးမှာအစင်တင်ထုတ်ထားလိုက်ပါကျမကြီးနဲ့ညညွတ်တာစားခြင်းရင်တက်တီးတွေကိုမျက်စိရှေ့မှာတင်ထားပါဖုန်းရန်သုံးမိနေရင်အလုံးလုံးနေခြင်းဖုန်းကိုတခြားခန်းမှာတွားထားလိုက်ပါအလေးချင်းကောင်းအတွက်အတားအဆီးတွေကိုရှော့ချပြီးအလေးချင်းစိုးအတွက်အတားအဆီးတွေကိုမြင့်တင်လိုက်ပါအဆင့်3အမြင်အာရုံနဲ့တိုင်းတာနိုင်တဲ့ tracker တစ်ခုသုံးပါပြက်ကနေတစ်ခုဝယ်ပြီးမိတ်ဆွေအလေးချင်းလေးလုပ်ဖြစ်တဲ့နေ့တိုင်းမှာအမှန်ချစ်လေးတွေချစ်သွားပါဒါမှမဟုတ်စက်ကူညက်လေးတွေကိုတစ်ခွက်ကနေတစ်ခွက်ရွှေ့တာမျိုးလုပ်ပါတိုးတက်မှုကိုမျက်စိနဲ့မြင်ရခြင်းကမိတ်ဆွေကိုကျေနပ်မှုအများကြီးရစေပါ
ပြီးတော့ဘယ်တော့မှ2ရက်ဆက်တိုက်မပြတ်ကွက်စီနေဆိုတဲ့စီမင်းကိုတင်းတင်းကြပ်ကြပ်ဂိုင်းဆွဲထားပါဒါကကျေနပ်မှုရစေအောင်လုပ်ခြင်းဥပဒေတာပါပဲအစင်လေးကိုနဲ့လိုက်ဖက်တဲ့ကစားကွင်းကိုရှာပါကိုရဲ့ပင်ကိုစရိုက်နဲ့အခန့်ကြီးဆုံးအလေးချင်းတွေကိုရွေးချယ်ပါသူများတွေကျင်သွားတိုင်းလိုက်သွားစရာမလိုပါဘူးမိတ်ဆွေကရေကူးတာကိုဝါသနာပါရင်ရေကူးခြင်းကိုပဲအလေးချင်းလုပ်ပါလေးလာစမ်းသက်ပြီးရင်အကောင်းဆုံးကိုရွေးချယ်အသုံးချပါအစင်ကနေ့စဉ်သုံးသပ်မှုပြုလုပ်ပါအလေးချင်းတွေအလိုလျောက်ဖြစ်သွားတဲ့အခါအမားတွေကိုတတိမထားမိတတ်တော့ပါဘူးဒါကြောင့်6လတစ်ကြိမ်ဒါမှမဟုတ်တစ်နှစ်တစ်ကြိမ်ငါဘာတွေကောင်းကောင်းလုပ်နိုင်ခဲ့လဲဘာတွေမားနေလဲငါရဲ့တန်ဖိုးထားမှုတွေနဲ့အညီနေထိုင်နေရလားဆိုတာကိုပြန်လည်သုံးသပ်ပါဒါမှသာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုပြန်ရောက်နိုင်မှာဖြစ်ပါရီအနည်းချုပ်အနေနဲ့ပြောရရင်တော့ဘဝမှာအောင်မြင်မှုဆိုတာတညာရဲနဲ့ချက်ချင်းရောက်လာတဲ့အရာမဟုတ်ပါဘူးကျွန်တော်ရဲ့နေ့စဉ်အလေးချင်းလေးတွေဆုံးဖြတ်ချက်တေးသေးလေးတွေကနေအုံမြင့်ချတိဆောက်သွားရတာပါဒီ Atomic Habits စာအုပ်ကြီးတစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင်ထင်ရှားမြင်သာအောင်လုပ်ပါဆွဲဆောင်မှုရှိအောင်လုပ်ပါလွယ်ကူအောင်လုပ်ပါနဲ့ခြေနဲ့အားရမှုရှိစေအောင်လုပ်ပါဆိုတဲ့ operator လေးခုကိုမိတ်ဆွေရဲ့ဘဝရဲ့နေရာတိုင်းမှာစနစ်တကျအသုံးချသွားဖို့လိုအပ်ပါတယ်။ကဲဒီဗီဒီယိုလေးကနေမိတ်ဆွေရဲ့ဘဝကိုတကယ်ပြောင်းလဲပေးနိုင်တဲ့အသိပညာတွေလက်တွေ့အသုံးချလို့ရမယ့်နည်းလမ်းတွေအများကြီးရလိုက်မယ်လို့ကျွန်တော်တို့ကအပြေအဝယုံကြည်ပါတယ်ခင်ဗျာ။ဒီလိုမျိုးတန်ဖိုးရှိတဲ့စာအုပ်အနှစ်ချုပ်တွေဘဝအတွက်ထောက်ကူဖြစ်စေမယ့်ဗဟုသုတတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ဒီဗီဒီယိုလေးကို like လုပ်ပေးပြီးတော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားဖို့မမေ့လိုက်ပါနဲ့ဦးနော်။ကနောက်ဆုံးအနေနဲ့ပရိသတ်ကြီးကိုမေးခွန်းတစ်ခုလောက်တော့မေးချင်ပါတယ်။ဒီဗီဒီယိုမှာပါတဲ့နည်းလမ်းတွေထဲကနေမိတ်ဆွေချက်ချင်းလက်တွေ့အသုံးချကြည့်ခြင်းနဲ့2မိနစ်စာအလေးကျင့်လေးကပါများဖြစ်မလဲ။ဒါမှမဟုတ်မိတ်ဆွေကိုမိတ်ဆွေတိုးတက်အောင်ဘလို့အလေးကျင့်ဂရိကဝတ်မျိုးပေးထားမလဲ။အောက်က comment လေးထဲမှာဝင်ရောက်ဝေမျှခဲ့လို့ရပါတယ်ခင်ဗျာ။စာအုပ်ကောင်းတွေနဲ့အတူမိတ်ဆွေတွေရဲ့ဘဝတွေနေ့စဉ်တိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။နောက်ထပ်စာအုပ်အသစ်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။